တန်မဏိလူသားစိုးလင်းဦးရဲ့ရှေ့မှာနောက်ထပ်စိန်ခေါ်မှုတစ်ခုရောက်လာပြန်ပါပြီ။အသက်22နှစ်ပဲရှိသေးတဲ့ထိုင်းလူငယ်ကစားသမားဝိုရာပွန်နဲ့စိုးလင်းဦးတို့ရဲ့ပွဲကတကယ်ကိုကြောင်နဲ့ကြွက်ကစားပွဲလိုအကျိတ်နဲ့ဖြစ်လာဖို့ရှိနေပါတယ်။ဝိုရာပွန်ဆိုတာစိုးလင်းဦးအတွက်ရှော့တွက်လို့မရတဲ့ပြိုင်ဘက်ပါအရက်9ပေ10လက်မရှိပြီးတက်ကွက်စုံလင်တယ်လို့တခါမှအလဲထိုးမခံရဘူးသေးတဲ့မာကုံရှိသူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ပွဲအစမှာအသာစီးမရပဲအထိနာသွားရင်တပွဲလုံးစိတ်တက်ကြသွားတတ်တာပါပဲ။ဒါကြောင့်စိုးလင်းဦးအနေနဲ့ပထမအချီကလေးကအနီးကပ်ပြီးအသားကုန်ဖိအားပေးကစားဖို့လိုပါတယ်။စိုးလင်းဦးရဲ့ထူးခြားတဲ့ဖိအားပေးကစားဟန်ကသာဝိုရာပွန်ကိုအခက်တွေ့စေမှာပါ။အကွာဝေးကနေအမတ်ယူကစားခွင့်ပေးလိုက်မယ်ဆိုရင်တော့စိုးလင်းဦးအတွက်ပွဲကတကယ်ခက်ခဲသွားနိုင်ပါတယ်။တန်မဏိလက်သီးတွေကပဲထိုင်းလူငယ်ကိုအလဲထိုးသွားမလားဒါမှမဟုတ်ဝိုရာပွန်ကပဲစိုးလင်းဦးကိုအမှတ်နဲ့ဖြတ်သွားမလားဆိုတာစောင့်ကြည့်ရတော့မှာပါပရိသတ်ကြီးကဘယ်သူနိုင်မယ်လို့ထင်ပါသလဲကွန်မန့်မှာခန့်မှန်းပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်